တုတ်ပါဟောတော်မူတယ်ရှေ့ပိုင်းမှာနည်းနည်းနားထောင်ရမယ်လူမိုက်တစ်မျိုးမှတ်ထားလူမိုက်တဲ့ပိုမိုက်တဲ့လူတစ်မျိုးမှတ်ထားရလူမိုက်တစ်မျိုးလို့တဲ့နာမှာမှတ်ရနော်လူမိုက်တဲ့ပိုပြီးမိုက်တဲ့လူကဘယ်နှမျိုးရှိပါလဲရှေးဥစွာတဲ့နံပါတ်ကလူမိုက်တစ်မျိုးလို့မှတ်ထားအဲ့ဒီလူမိုက်တဲ့ပိုပြီးဒီကလာတခါပြန်ပြီးဒီကလာမိုက်တဲ့ပုဂ္ဂိုလ်ကလူမိုက်တဲ့ပိုမိုက်တဲ့ပုဂ္ဂိုလ်ကတစ်မျိုးလို့မှတ်ထားရဘယ်နှမျိုးရှိပါလဲကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ရှင်းရအောင်ဒီယခုလက်ရှိခန္ဓာ၅ပါးကြီးကတရားနာနေကြတာခန္ဓာ၅ပါးနဲ့နာနေကြတယ်ဆိုတာရှင်းလင်းပြီးဒီကလာနေတာပဲခန္ဓာ၅ပါးနဲ့တရားနာနေကြခန္ဓာ၅ပါးနဲ့တရားနာနေကြတော့တရားအတန်ပြောင်းတိုင်းတရားအတန်ကပြောင်းလိုက်တိုင်းဒကာဓမ္မတို့ခန္ဓာကလည်းပြောင်းနေတာတရားအတန်ပြောင်းလိုက်တိုင်းခန္ဓာကပြောင်းတရားအတန်ပြောင်းတိုင်းခန္ဓာကပြောင်းတယ်လို့ဆိုတာဒကာကျော်ဒကာသစ်တို့မှတ်ရလိမ့်မယ်ကြားမှုလေးပြောင်းမသွားဘူးကြားမှုလေးပြောင်းသွားတော့ကြားမှုလေးဟာကြားတဲ့စိတ်ကလေးပြောင်းသွားတယ်အဲ့ဒီကြားတဲ့စိတ်ကလေးကပြောင်းသွားတော့ကြားတဲ့စိတ်ကလေးကဝိညာဉ်နဲ့ခန္ဓာလို့မှတ်ထားတယ်ကြားစိတ်ကလေးကဘာခန္ဓာဝိညာဉ်နဲ့ခန္ဓာအတူကြီးတက်တက်ဖြစ်တာမဟုတ်တော့ဝေဒနာခန္ဓာသင်္ညေခန္ဓာသင်္ခါရခန္ဓာနဲ့တွဲပြီးဒီကလာနေတော့ဒီတရားလေးဟာနာမခန္ဓာ၄ပါးနဲ့ကြားတယ်သို့တော့ကြားရတဲ့ရုပ်ကလေးအခါမရှိဘဲနဲ့လည်းကြားပါလူသေးကြတော့ကြားရတဲ့ရုပ်ကလေးကကမရုပ်ကလေးကပျက်စီးသွားတော့မကြားတော့ဩဒါပြန်ဘုန်းကြီးကလူမိုင်းလို့ဒီကနေ့အတန်ထုတ်လိုက်တဲ့အခါဒကာဓမ္မတွေဩလူမိုက်လို့ကြားပြန်တယ်တဲ့ကြားတဲ့စိတ်ကလေးပေါ်ကြကြားတဲ့ခန္ဓာ၅ပါးလေးမပေါ်ဘူးလားလူမိုက်တဲ့ပုံမိုက်တဲ့ပုဂ္ဂိုလ်တယောက်ရှိသေးတယ်လို့လည်းတခါဒုတိယဆင့်မပြောဘူးလားအဲ့ဒါလည်းမကြားလိုက်ဘူးကြားလိုက်တော့ဒကာဓမ္မတွေဒီဒီခန္ဓာကြီးဟာလူမိုက်ကြားတဲ့ခန္ဓာ၅ပါးကဒကာကျွယ်တယောက်လူမိုက်တဲ့ပုံမိုက်တဲ့ပုဂ္ဂိုလ်ရှိသေးတယ်လူမိုက်တစ်မျိုးရှိသေးတယ်လို့ဟောတာကလည်းကြားလိုက်ပြန်တော့အဲ့ဒါကလည်းတယောက်ဒီခန္ဓာကြီးရကတည်းကခဏခဏဒီကြားရုပ်ဒီဥသောတန်နဲ့တိုက်ပြီးဆိုမှဖြင့်ဘုရားခန္ဓာ၅ပါးလည်းပြောင်းပြီးဒီကလာမကြားဘူးလားကြားပါဘူး။ဒါဖြင့်အနိစ္စခန္ဓာနဲ့နားထောင်နေတာဆိုလို့ရှိရင်လွယ်ပါလူမိုက်ကြားတာကလည်းတခါကြွတယောက်လူမိုက်တဲ့ပုဂ္ဂိုလ်ရှိသေးတယ်လို့ဟောတာကြားပြန်တာကလည်းတယောက်ဆိုတော့တခါကြွခန္ဓာကလည်းလဲပြီးဒီကလာမနေဘူးလားပထမလူမိုက်ကြားတဲ့ခန္ဓာ၅ပါးကအနိစ္စနောက်လူမိုက်တဲ့လို့ကြားတဲ့ခန္ဓာ၅ပါးကိုဒါပြန်အနိစ္စခန္ဓာနဲ့တရားနာနေတယ်ဆိုတာအခုဖော်ပြောတော့သိပါတယ်ဖော်ပြောတော့မသိဘူးလားဖော်ပြောတော့ဓမ္မတွေကသိကြတာတရားနာနေရင်လေခန္ဓာ၅ပါးလဲပြီးနားနေရတာပါလားသဘောကျဘယ်လိုနားရကြပါခန္ဓာ၅ပါးပြောင်းလဲပြီးဒီကလာနားနေကြရဒါဖြင့်အနိစ္စနဲ့တရားနာနေတာပေါ့ဗျာပထမနာရလည်းအနိစ္စခန္ဓာ၅ပါးဒုတိယနာရလည်းအနိစ္စခန္ဓာ၅ပါးနဲ့တရားနာနေတော့ဒါကိုလည်းအခုဖော်ပြောလို့သာဒကာဓမ္မတွေကသိလိုက်ကြပါတယ်ဖော်ပြောလို့သာသိလိုက်ကြပါတယ်ဟောမပြောမယ်ဆိုလို့ရှိရင်တရားတော်ပဲလုံးကငါတယောက်တည်းနာနေဦးမှာပဲတရားတော်ပဲလုံးငါတောက်ရောက်နာတာငါပဲဟိဆိုတဲ့အိဗေဟာရောက်မရောက်ဘူးလားအဲ့ကဲတော့ရောက်ပြီးဒီကလာနေတော့ဒီခန္ဓာ၅ပါးကိုဒီကဲတော့တရားနာနေတာဒီကားလို့ဆိုလို့ရှိရင်အရိယာဘုပြောင်းမှာပဲခင်ဗျားတို့ကပြောင်းတယ်လို့သိနားပြောင်းနေတာကြားမှု
ခန္ဓာ၅ပါးပြောင်းနေတာကိုခင်ဗျားတို့မသိလိုက်မသိလိုက်တော့ဟောဒီခန္ဓာကြီးကိုအနိစ္စခန္ဓာကိုကြီးနဲ့တရားနာနေပါလားလို့ဆိုပြီးညာလေးကခန္ဓာမလှည့်လိုက်တဲ့အခါကျတော့မသိမှုနဲ့တရားနာနေတော့ဩဒါလူမိုက်တွေပဲလူမိုက်တွေပဲမသိမှုနဲ့နားနေဘယ်နဲ့ဆိုကြပါလူမိုက်လိုပဲဆိုရတော့မှာပဲဒီဥစ္စာဘယ်နဲ့နည်းနည်းမှသူ့ကိုဖြစ်မဆိုနိုင်တော့ဘူးမသိတာဘာတော့ဝိဇ္ဇာမိုက်တာဘယ်လိုတုံးဆိုတော့အဝိဇ္ဇာကမိုက်တာမသိတဲ့ဝိဇ္ဇာကမိုက်တော့ဒီဟာကိုမသိတဲ့ပုဂ္ဂိုလ်ကမသိသလိုနားနေတော့လူမိုက်တရားနာနေတယ်ဆိုလိုက်မဆိုလိုက်လူမိုက်တရားနာနေတယ်လို့ဆိုလိုက်လို့ရှိရင်ဒကာဓမ္မတွေကဥတို့ဆိုရလိုက်တဲ့ဆရာဘုန်းကြီးကလူမိုက်တရားနာနေတဲ့လူမိုက်တွေကတခြားမှနေတာတရားနာဖယားနာကတ်တာမဟုတ်ဘူးတို့လူမိုက်ဆိုပြန်ပြီဒကာကျော်တို့ကလည်းဒကာသစ်တို့ကလည်းနာခြင်းနာသွားမှာပေါ့ဗျာတို့တော့အဓိပ္ပာယ်ကအခုရှင်းပိုင်းကရှင်းလင်းပြီးထားတဲ့တော့ဩဒါလေးမသိလိုက်လို့ရှိရင်လည်းအဝိဇ္ဇာမိုက်မှုပဲမသိပဲနဲ့နာနဲ့တရားတော်မှနေတာပဲခန္ဓာလဲတာမသိဘူးဆိုလို့ရှိရင်ဘယ်နဲ့တော့အဝိဇ္ဇာရိသောတရားကမိုက်ဖြတ်ဝင်နေတယ်ဆိုတာမသိကြဘူးလားခန္ဓာ၅ပါးကပရမခန္ဓာ၅ပါးကလည်းဝိပရိနာမလက္ခဏာဒုက္ခသစ္စာဆိုကြားပြီးပြောက်ထွက်သွားဒုတိယခန္ဓာ၅ပါးကလည်းဝိပရိနာမလက္ခဏာဒုက္ခသစ္စာဆိုပြီးကြားပြီးဒုက္ခရောက်သွားတာဒုက္ခခန္ဓာကိုယ်လည်းသိလိုက်ကြလားမသိလိုက်တော့ဘုရုတရားနာနေတာတော့မေးမနဲ့ပြောဟာတကယ်ကျော်ကံလာကြီးပြောနေပြီးတော့ထင်ချင်းထင်းနေဥမှာအခုတော့တရားကွက်ကြကြနဲ့အမှန်ကိုစိတ်ပြောလိုက်တော့တကယ်တစ်တို့ပေါ်ရောပေါ့ဗျာတို့တရားနာနေတာမဲ့ဒုက္ခသစ္စာခဏခဏဥပရိနာမဒုက္ခသစ္စာကြီးခန္ဓာ၅ပါးလုံးပျောက်ပြက်သွားတာတို့မမြင်ဘူးမစွန်နိုင်ဘူးလားမြင်ကြသေးရဲ့လားမမြင်တော့ဒီဥစ္စာတွေကားလို့ရှင်ဘာပါလိမ့်မလို့လို့ဆိုလို့ရှိရင်ဝိဇ္ဇာမိုက်ပြစ်ကြောင်းဒုက္ခေအညာဏကိုဗျဒုက္ခေခဏခဏပြည့်နေတဲ့ဒုက္ခသစ္စာနဲ့အညာဏမသိဘဲနဲ့နားနေတယ်သဘောကျဒုက္ခသစ္စာကြီးကခဏခဏဖောက်ပြန်ပြည့်စည်နေတာသိလိုက်ကြလားဩဒါဖြင့်တို့ကတော်တော်လိမ္မာပြီလို့တရားနာနေကြတာပဲဆိုတော့အလိမ္မာစစ်မရောက်သေးပါလားဆိုတော့ပေါ်လာဘယ်လက်ထက်ကတရားနာတဲ့ကဒီလိုမှမကွယ်ဒေသနာညာဏနုတာရိဏညာနုတ္တရတဟောတိဒေသနာညာဏနုတာရိဏဒေသနာညာကိုအစဉ်လျှောက်တဲ့ဖြင့်ဘုန်းကြီးကဟောလိုက်တဲ့ဒေသနာညာဖရာဟောတဲ့ဒေသနာညာအစဉ်လျှောက်ညာနုတ္တရတချက်သောသစ္စာကိုသိသောညာသည်ဟောတိဖြစ်တခါတည်းသစ္စာသိတဲ့ညာပေါ်သွားဒုက္ခနာညာလှည့်ပလိုက်တာညာလှည့်ပလိုက်တော့ဒုက္ခသစ္စာဥပရိနာမဒုက္ခသစ္စာကြီးတစ်ခုပျောက်ပြတ်သွားပြန်ပြီနောက်တစ်ခုပျောက်ပြတ်သွားပြန်နောက်တစ်ခုပျောက်ပြတ်သွားပြန်ပြီလို့ဆိုတဲ့ဒီကနိစ္စဟောတိုင်းဒုက္ခသစ္စာဟောတိုင်းဟိုကသစ္စာတွေသိတဲ့ဉာဏ်ကနောက်ကလိုက်မနေဘူးလားအဲ့ဒီလိုဆိုတော့တရားပွဲဆုံးမဲ့စိုက်တယ်ဖို့စိုက်တယ်ဆိုတာတကယ်ဖြစ်ထိုက်မဖြစ်ထိုက်သဘောပါကြအဲ့တော့ဒီလိုမသိတဲ့ပုဂ္ဂိုလ်ကြတော့ဘယ်လိုတရားနာနေတုံးလို့မေးတဲ့ခါကျတော့တရားမှတ်မရမနာနေရတယ်ဒါတော့မရှိနိုင်ဘူးခင်ဗျာတခါကြောမဆိုနိုင်ဘူးလားတရားမှတ်သားနေရတယ်ဗျာဒါကြောင့်တပည့်တော်ဖြင့်ဒီချိန်မှာဖြင့်မရှိနိုင်ဘူးလို့ဆိုတော့ကိုယ်ခန္ဓာသူဖြစ်ပြအနိစ္စဒုက္ခသစ္စာကြီးကိုမမြင်ပါမမြင်ပဲကိုလို့ဆိုလိုက်မဆိုလိုက်သဘောပါရင်ဒါဖြင့်အခုခန္ဓာကြီးရထားတဲ့ပုဂ္ဂိုလ်တရားနာတဲ့ပုဂ္ဂိုလ်တောင်မှဒါတော့စိတ်ကိုမလိုက်နိုင်တော့တရားမနာသေးတဲ့ပုဂ္ဂိုလ်တွာလာလာနေလာထိုင်လာရောင်းလာဝယ်လာတဲ့ပုဂ္ဂိုလ်တွေကြတော့ဒုက္ခသစ္စာပေါင်းအကျဉ်းပေါင်းသိမ့်တန်းကုတွေဂရေပေါင်းများစွာပြောင်းများစွာလဲသူသိပါမသိတော့အဲ့ဒီပုဂ္ဂိုလ်ကမသိတာဘယ်လိုပါလိမ့်မလဲမိုက်ဆိုတာကလူကမိုက်တာလားဝိဇ္ဇာကမိုက်တာမသိဆိုတာလူကမသိတာလားဝိဇ္ဇာကမသိအဝိဇ္ဇာကမသိတာဆိုတဲ့ဖြင့်ဒါဖြင့်မိုက်နေတာပဲဆိုတဲ့အဓိပ္ပာယ်သိချသွားအဲ့ဒီဒါကခိုက်စိတ်ပြောတာပါစင်စစ်ခိုက်ရှင်းနဲ့ပြောကြပါစို့ခိုက်ကျဲကျဲနဲ့ရှင်းပြောကြပါစို့ဆိုလို့ရှိရင်ဖြင့်ကိုယ်ခန္ဓာကြီးခဏခဏဒုက္ခသစ္စာကြီးဟောက်ပြန်ပြည့်စုံမှု
အကျိန်ပေါင်းများစွာရှင်ညာတော့လဲသွားရဲလာရဲနေထိုင်ရဲကတပည့်တော်မှာရှုပ်လွန်းလို့ကိစ္စချင်းငယ်တွေကများလွန်းလို့ဒါတွေသတိကိုမထားနိုင်ဘူးခင်ဗျာလို့ဆိုတော့သတိသာမထားတယ်အတူနေတာပဲသတိတော့မထားဘူးတဲ့နေတော့ဒါဖြင့်အတူနေသတိမထားမိဆိုတာကတော့တခါကျွယ်ဒီဥစ္စာစင်ကြင်လဲတာပဲမှတ်ရမှာဘယ်လိုမှတ်ရစင်ကြင်လဲတာပဲမှတ်ရမှာအတူနေပြီးသတိမထားမိဘူးဆိုတော့ခင်ဗျာခက်ကောက်ကောက်ပဲလို့စကားကိုသုံးမဲဆိုလို့ရှိရင်မဆိုနိုင်ဘူးလားသဘောပါ့ဒါဖြင့်အဲ့ဒီချိန်လိမ်မာနေတဲ့အချိန်လားမိုက်နေတဲ့အချိန်လားလို့မဲလိုက်ပါဩဒါဖြင့်မိုက်နေတဲ့အချိန်ထားလိုက်ပါတော့ခန္ဓာ၅ပါးဖြစ်ဖြစ်တရားတွေဒုက္ခသစ္စာတရားတွေကိုမရှုမိမမှတ်မိမသိသိမိတဲ့အချိန်မှာဖြင့်ဒါလူမိုက်ချိန်ပဲလို့ဒကာကျော်ဒကာသစ်တို့မှတ်ထားတယ်ဒါလူမိုက်သိသွားပြီကိုယ်ဖြစ်ပြဒုက္ခသစ္စာကိုကိုယ်တိုင်ရှိပါရဲ့သားနဲ့မသိပဲနဲ့နေခြင်းဒီမသိမိုက်မိုက်နေတယ်ဆိုလို့ရှိရင်ဖြင့်မလွဲသောကြောင့်ဒါလူမိုက်သဘောကျဒါဖြင့်လူမိုက်တော့ရှင်းသွားလူမိုက်ဆိုတာကိုယ်ခန္ဓာ၅ပါးဒုက္ခသစ္စာတရားကြီးဒါကြီးကိုမသိပဲနေတာမသိပဲနေတာဒီလူမိုက်လိုပဲမှတ်ပါခဏလေးလိုက်ဖြစ်ပြပြီးဒုက္ခရောက်နေတာမသိပဲနေတာပါပါလိမ့်လူမိုက်ပဲဆိုတာပေါ်လာကြလူကမိုက်တာလားဝိဇ္ဇာကဝင်ပြီးဒီကလာနေလို့လူနဲ့တွဲပြီးခေါ်လိုက်ရတဲ့အမိုက်လားလို့မေးရင်မနဲ့ပြောကြဒါကြောင့်အဝိဇ္ဇာကမိုက်တာမှန်ပါပဲလူကတော့မမိုက်ပါဘူးသဘောကျလူကရှိမှမရှိပဲကိုလူကရှိရင်တကယ်ရှိတာကဝိဇ္ဇာကတော့ရှိတယ်သူဝင်လာရင်မသိတော့ဘူးမသိတော့သူကမိုက်တာပေါ့ဗျာအဲ့ဒါကြောင့်ကိုယ်ခန္ဓာကြီးတဲ့မှာအနိစ္စဒုက္ခအနတ္တဒုက္ခသစ္စာတွေရှိနေတာကိုမကြည့်မိတဲ့အချိန်မှာလူမိုက်ဆိုလိုက်မဆိုလုံးဝမသိတဲ့ပုဂ္ဂိုလ်တော့ပြောဖို့ရတော့မလိုဘူးပေါ့ဗျာအဲ့ဒီလူမိုက်တွေကလည်းဆိုရင်ကိုယ်ခန္ဓာယခုရထားတဲ့ခန္ဓာကြီးအနိစ္စဒုက္ခအနတ္တဒုက္ခသစ္စာကိုမသိရင်ဘာခေါ်ကြပါရှင်းပြီနော်ဒါပြန်လူမိုက်ကဒီတယောက်တည်းပဲလားလို့မေးတော့မိုက်တဲ့ပုံမိုက်တဲ့လူရှိသေးတယ်လို့နော်အလကာရုပပသုံးမှာမိုက်တဲ့ပုံမိုက်တဲ့ပုဂ္ဂိုလ်ရှိသေးတယ်ကွာလို့ဘုရားကဟောလိုက်မိုက်တဲ့ပုံမိုက်တဲ့ပုဂ္ဂိုလ်ဖြင့်ဘုရားဘသူလုံးသေးချာသာရှင်းပါတော့ဆိုတာတကသစ်တို့လျှောက်ဖို့အချိန်ရောက်လာမိုက်တဲ့မိုက်ဆိုတာကရောက်ရဒီသားဒီသမီးဒီမြင့်ဒီမြင့်နဲ့မခွဲခြင်းပဲနဲ့ရောက်ရဘဝတွေတောင်းတတဲ့ပုဂ္ဂိုလ်ဟာမိုက်တဲ့ပူမိုက်တယ်သဘောကျနောက်ဘဝကိုပြန်တောင်းတတဲ့ပုဂ္ဂိုလ်များကဘယ်လိုဆိုကြပါဩဒါဖြင့်ဒကာဓမ္မတို့ယခုမိုက်နေတာကလည်းလူမိုက်နောက်တစ်ခါဒီဟာမျိုးကိုပြန်လိုခြင်းပါသေးတယ်ဆိုတာကရောဒါဖြင့်အခုမိုက်နေတာကတမိုက်နောက်တကပြန်ပြီးဒီကရာတရားကြီးကိုပြန်လို့ရတာကဓမိုက်ဆိုတော့ငါဘယ်နဲ့မှမတတ်နိုင်ဘူးမိုက်တဲ့ပူမိုက်တဲ့ပုဂ္ဂိုလ်ကသိများတယ်ရှင်းမလားအမလေးလူမိုက်တဲ့ပူမိုက်တဲ့ဆိုတဲ့ဥစ္စာခင်ဗျားတို့ယနေ့ခေါ်ခေါ်ချာချာသိပါဗလားသိပါခန္ဓာကြီးကိုအနိစ္စဒုက္ခအနတ္တဒုက္ခသစ္စာကြီးမမြင်မဲနဲ့နေတာကလည်းပါပါလိမ့်အဲ့ဒီလူမိုက်ကတခါဘဝများစွာသံဃာကြီးကူများဆက်ပြီးဒီကလာခန္ဓာတွေများဆက်ပြီးဒီကလာရကျင်သေးတယ်ယူကျင်သေးတယ်ဆိုလို့ရှိရင်ဖြင့်ဒီဝိဇ္ဇာဒကာဓမ္မတို့အနာဂတ်လှမ်းပြီးဒီကလာတောင်းတလိုက်ပြန်တဲ့အဝိဇ္ဇာဥရှိပြီးတဏှာကတောင်းတလိုက်ပြန်တော့လေဒီအနိစ္စဒုက္ခအနတ္တဒုက္ခသစ္စာပဲပြန်မရဘူးလေရဒါဖြင့်အခုမသိတာကတမိုက်နောက်တစ်ခါပြန်မိုက်တာကလူမိုက်တဲ့လူမိုက်တယ်လူမိုက်တာတဲ့ပူမိုက်တဲ့ပုဂ္ဂိုလ်လည်းရှိသေးတယ်သဘောပါဒါဖြင့်ဒကာဓမ္မတွေလူမိုက်ကလူတွေမှာဖြစ်ပြီးဒီကလာအရေးဟာတော့ခင်း
လူမိုက်တဲ့ပိုမိုက်တဲ့ပုဂ္ဂိုလ်ကသာများတယ်ဆိုလိုက်မဆိုလိုက်သေသေးချာချာညာနဲ့စဉ်းစားမှဥပအောင်လို့ပေါ်လာမလို့နမို့ပေါ်ပါ့မလားတော်များသောအပြင်သေချာစဉ်းစားလို့ရှိရင်ဖြင့်တခါကျွဲတို့တခါသစ်တို့ချိန်ကြည့်တာပေါ့ဗျာလူမိုက်ပဲများသလားလူမိုက်တဲ့ပိုမိုက်တဲ့ပုဂ္ဂိုလ်ပဲများသလားဆိုတာခင်ဗျားတို့ရွာရဲရမျိုးထဲမှာနေတဲ့ပုဂ္ဂိုလ်တွေဖြစ်တော့ပုံမူပိဋကလာသိလေဦးမယ်ဆိုတဲ့ဥစ္စာလဲပြောပြရမလို့ပါဘူးရှင်းမလားဘယ်ကြဘဲကများမှထင်အမလေးလွန်လာကြည့်လားလွန်လာကြည့်လားအဲ့ဒါကြောင့်တရားဓမ္မတို့လူမိုက်တန်ត្រာရှိတယ်လို့ဆိုတဲ့ဥစ္စာဆိုလိုက်ဘူးလားကဲလူမိုက်ဘယ်ကစအဝိဇ္ဇာကစလူမိုက်ဘယ်မှာဆုံးအဝိဇ္ဇာမှာဆုံးလူမိုက်ဘယ်ကစနောက်ကြတော့သောကပရိဒေဝဒုက္ခဒေါမနတာဆိုပြီးပရိစ္ဆေသမုပ္ပါဆုံးမှာမလားဘူးလားအဲ့ဒီသောကပရိဒေဝဒုက္ခဒေါမနတာဥပါယတအဲ့ဒါတွေဖြစ်လာတော့သောကပရိဒေဝဒုက္ခဒေါမနတာဥပါယတဆိုတာဒီမသိလို့ဖြစ်တာလားသိလို့ဖြစ်တာလားမသိလို့ဖြစ်တယ်အဲ့ဒီတည်းအဝိဇ္ဇာကဘာနေဧဝမေတ္တသကေဝလဒုက္ခခန္ဓာတသမုဒယဟောတိဒီဘောပရိစ္ဆေသမုပ္ပါဆုံးတော့လေအဝိဇ္ဇာနဲ့သူဆုံးသူစတော့ကလည်းဒီဘောပရိစ္ဆေသမုပ္ပါဆုံးမြန်တော့ရောခက်ကုန်ပြီခက်သေးဘူးလားဘာနဲ့စရဘာဆုံးလို့တခါကျော်သွားပြီနော်သွားလေဘူးလားပထမအစလည်းဝိဇ္ဇာနဲ့စတယ်အဆုံးမှလည်းအဝိဇ္ဇာနဲ့ဆုံးတယ်နောက်တစ်ခါပြန်စပြန်တော့ဒါဖြင့်တခါတော့အမှောင်လေးဝေးအမှောင်လေးသေးလေဘယ်နဲ့ဆိုကြဘယ်နဲ့မှမငင်းနဲ့တော့ဗျငင်းလွဲုံမရှိမှာပဲဘယ်နဲ့ဆိုကြအမှောင်လေးမွေးပြီးတော့ထည့်လိုက်ပါဦးခင်ဗျားတို့ဝမ်းသာရအောင်အမောင်လေးမွေးပြီးအမောင်လေးနေလေရဲ့သဘောကျပြီးတော့မှသေတော့ဒါပြန်အမောင်လေးမွေးအမောင်လေးနေအမောင်လေးသေပေါ့အမောင်ကစပြီးဒီကလာအမောင်အလဲရောက်အမောင်လဲရောက်ပြီးအမောင်နဲ့ဆက်သိဒါပဲရောက်တော့သဘောပါကြဗလားအမလေးတကယ်ကျဒီနေ့တရားကသိသိချာချာစဉ်းစားခြင်းမှာလူမိုက်တဲ့လူမိုက်ရှိသေးတယ်ဆိုတာပေါ်လာပေါ်ဗလားအေးဘောပေါ်ဗလားကဲဒီကိုယ်ခန္ဓာကိုယ်ကြီးဖြစ်ပြမမြင်တာကဓမ္မိုက်ကိုပဲနောက်ခန္ဓာကြီးဖြစ်ပြမမြင်လို့တောင်းတာကလည်းဆိုတော့ဒီဓမ္မိုက်တဲ့ဟိုဓမ္မိုက်ပူတယ်လို့ဆိုရင်တော့ဒါပြန်မသိတာကဓမ္မိုက်နောက်မရရကြောင်းလို့ယူတာကဓမ္မိုက်သဘောကျဒါပြန်လူမိုက်တဲ့လူမိုက်ရှိသေးတယ်ဆိုတဲ့အဓိပ္ပာယ်ဟာဖြင့်ဧကံပေါ်တော့တာပဲတကယ်ကြောကြံလုံးနဲ့ပြောနေတယ်လို့မောင်းခဲ့ပါနဲ့ခင်များတို့စဉ်းစားကြည့်ပါတော့အလကတုပမသုံးပါဒီတိုင်းဘုရားကလူမိုက်လည်းရှိသေးတယ်ကွာလူမိုက်တဲ့မိုက်တဲ့ပုဂ္ဂိုလ်လည်းရှိသေးတယ်မင်းတို့ဘယ်လိုစဉ်းစားမလို့ဆိုတော့ရဟန်းတွေကဟုတ်ပါတယ်ဘုရားလူမိုက်တဲ့မိုက်တဲ့ပုဂ္ဂိုလ်လည်းရှိပါသေးတယ်လို့တာဝန်ကိုခံရချင်တာဝန်ကိုခံရမခံရဘူးလားခံရဒါဖြင့်ဒကာဓမ္မတို့လူမိုက်ဘယ်ကစားလူမိုက်ဘယ်လိုနေလူမိုက်ဘယ်လိုသေးဟောသွားပြီကောအဝိဇ္ဇာဆိုတာကအမှောင်အတိကြတာကိုဆိုသည်သဘောကျဒါကြောင့်သူမွေတော့ကဘာနဲ့မွေနေတော့ဘာနဲ့နေသေတော့ဘယ်ထဲသေးဂိုင်းတကယ်ကြသွားပြီဗျဘယ်တော့နေအောင်လိုက်အောင်ဆိုတဲ့တရားရောင်ဖရာရောင်တန်ခါရောင်ဆိုတဲ့ဥစ္စာတွေဥပအောင်ဝင်နေသေးသဘောပါကြပြီအဲ့ဒါကြောင့်ဘုန်းကြီးဓမ္မတွေပြောရတယ်ဒီအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏဆိုပြီးကြတော့ဒုက္ခပရိဒေဝဒုက္ခဒေါမနသုပါဒသံဘုန်းတိဧဝမေတ္တကေဝလတဒုက္ခခန္ဓာတသမုဒယဟောတိဆိုတဲ့ပြိဿသမုပ္ပါကြီးဟာဒကာဓမ္မတွေသိတဲ့အတိုင်းတဲ့ဒီတိုင်းမှနေကြလို့ရှင်ဒုက္ခကြီးအဝိဇ္ဇာနဲ့စပြီးအဝိဇ္ဇာနဲ့အလယ်မှာနေပြီးဒီကလာအဝိဇ္ဇာနဲ့ဆုံးသွားကြတာပဲနောက်တစ်ခါစပြန်တော့ဘယ်ကနေစပြန်
မစားတာပေါ့ဗျာအာသောသမှုတွေအဝိဇ္ဇာသမှုတွေရောဆိုပြီးလာပြန်တာပဲမလာဘူးလားအဲ့ဒီကဲလို့လာပြန်တော့ဩတို့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်လက်ွယ်တန်းကောင်မိုးမောင်တိမ်တိုက်ဆိုတဲ့အထဲမှာဒီထဲမှာပဲသမင်းစားဒီထဲမှာပဲအိမ်အောင်ပြုဒီထဲမှာပဲသိဒီလိုပဲမနေကြဘူးနောက်ကမွေးပြန်တယ်ဒီမောင်နဲ့မွေးဒီမောင်နဲ့နေဒီမောင်နဲ့သိဒါကြောင့်ခင်းနာပါလို့သဲစမကဖရာတွေပွင့်သွားတာတပည့်တွေဘာဖြစ်နေလို့ထုံးလို့မမေးနဲ့တော့အဖြေထွက်သွားပြီမထွက်သေးဘူးလားဘယ်လိုထွက်ပါလိမ့်များအမောင်နဲ့မွေးနောက်တစ်ခါပြန်ဖြစ်ပြန်တော့အမောင်နဲ့ပဲပြန်ပြီးဖြစ်ပြန်တော့နေပြန်တော့နောက်တစ်ခါသေးပြန်တော့ဒါဖြင့်သဲလုံးနဲ့မြပွင့်တဲ့ဘုရားဆိုလည်းမရေတွက်နိုင်ဘူးလို့ပြောတာပဲအဲ့ဒီမရေတွက်နိုင်တဲ့အထဲမှာကျွတ်တို့မပါတာတွေဘာဖြစ်လို့တုံးဆိုလို့ရှိရင်ဖြင့်တဲ့ဒကာဓမ္မတို့တဲ့ခုနကအမောင်နဲ့စဖြစ်အမောင်နဲ့နေလိုက်အမောင်နဲ့ပဲသေးလိုက်ဒါဖြင့်အမောင်နဲ့မွေအမောင်နဲ့နေအမောင်နဲ့သေးလို့ပေါ့ဒါကြောင့်အလင်းအောင်ဘုရားတွေဘယ်လိုရင်ကင်းငါလို့သဲစုမကပွင့်ကြညာတော့လေကျွတ်တို့နဲ့မဆိုင်ဘူးဆိုင်မသဘောပါကြဗလားဒီတခါလွတ်လွတ်ရှင်းရင်ဖြင့်တခါတက်သွားဖို့ဘယ်နဲ့မှမတတ်နိုင်ဘူးဆိုတာစဉ်းစားကြပါတော့ဒီမောင်ဇက်ကလည်းအခုဖွင့်ပေးနေတာပဲဖွင့်ပေးနေတာပဲကဲဒါဖြင့်လူမိုက်တဲ့လူမိုက်မဖြစ်ကောင်းဘူးဆိုတာတော့ယနေ့တရားရှိကြတယ်ပေါ်ပါပြီမိမိခန္ဓာကြီးအဖြစ်ဖြစ်ဒုက္ခသစ္စာမတွေ့တာကဓမ္မိုက်သဘောကျဒါကြီးမတွေ့တဲ့ကာလပတ်လုံးလဲတခါတည်းတော့စဉ်းစားကြနောက်ဘဝတောင်းမှာပဲတောင်းလို့ရှိရင်ဘယ်နဲ့ဆိုဓမ္မိုက်ပုံပြန်တာပဲဒါဖြင့်အရင်မိုက်တာတဲ့ပုံမိုက်တဲ့လူမိုက်လည်းရှိသေးတယ်အရင်ကလက်ရှိခန္ဓာမသိတာကတခါမိုက်လက်မဲ့ခန္ဓာဒုက္ခသစ္စာကြီးပြန်တောင်းယူတာကဒါဖြင့်လူမိုက်တဲ့ပုဂ္ဂိုလ်လေးရှိသေးတယ်ကွာဆိုတဲ့ဥစ္စာဘုရားဟောတော်မူတာဖြင့်ယုံကြပါတော့ဗျာယုံတယ်မလားယုံတယ်မင်းနော်အဲ့ဒါဘာကြောင့်ဒီဆရာဘုန်းကြီးကဒါအသားယူပြီးဒီကလာဘုရားပြောတာကိုအတဲတွင်းချက်ထွင်ပြီးဆုံးမရပါလိမ့်မလဲလို့မေးတော့ခင်ဗျားတို့ဒုတိယမှားချက်ပထမမှားချက်ကိုတော့ဘုန်းကြီးကပြင်ပေးတယ်ပထမမှားချက်ပြင်ပေးလိုက်တဲ့အခါကျတော့ခင်ဗျားတို့ကအိမ်ရောက်ဘယ်ရောက်ရှင်တဲ့စီရောက်ပြီးဒီကလာသွားတော့ဒုတိယမှားချက်လာမှသိဆိုရင်သဘောကျပထမမှားချက်ပေါ်မှာဒုတိယမှားချက်ကလိုက်သွားမှအလွန်စိုးရင်ရတယ်မစိုးရင်ရဘူးလားဘိုးကြတော့သားအိမ်မှာလှဲ့လိုက်သမီးအိမ်မှာလှဲ့လိုက်ခင်မအိမ်မှာလှဲ့လိုက်စီးပွားဥစ္စာရနာတွေကလှဲ့လိုက်ပြီးသမားဖြင့်ရောင်ထွက်ပြီးဒီကလာသွားတတ်တယ်ဒါတွေနဲ့သွားရလာရနေရမှာနိဗ္ဗာန်အတူတူဝင်ဖို့ဆိုပြီးဒီကလာရောင်တတ်မရောင်ပေဘူးလားရောင်တော့ဘဝတဏ္ဍာကမသိတော့အဝိဇ္ဇာကနေပြီးမသိအောင်လုပ်တော့တဏှာကဆူတောင်းပလိုက်တောင်းပလိုက်တော့ဒုတိယအမိုက်ပိုးမလားငကူကကိုယ်ခန္ဓာမသိတာကဒုတိယဘဝကိုမသိလို့တောင်းယူပြန်တာလူမိုက်တဲ့ဘုံမိုက်တယ်လည်းရှိသေးတယ်ကွာမရှိဘူးလားတရားဓမ္မတွေနားရှိလို့ကြားရတာနော်များတော့ဖြင့်တခါတည်းတူပါအောင်လေဒီပုဂ္ဂိုလ်တွေကနဲလာမှမဟုတ်ဘူးနော်တခါကြော်ပဲနေများတယ်လို့ပဲမဲခွဲကြည့်ရင်ဖြင့်သူ့ဘက်ကတော်များလိမ့်များပဲဘူးလားဒါဖြင့်လောကကြီးထဲမှာတခါကျော်တို့တခါတည်းတော့သုံးတယ်လူမိုက်ကတဲပေါ်တယ်မရမဒီတော့မသုံးသေးဘူးလူမိုက်တဲ့ပုဂ္ဂိုလ်ကตาပေါ်ဟေးရှင်းမလားဗါတဲ့တော့လူမိုက်တဲ့ပုံမိုက်တဲ့ပုဂ္ဂိုလ်ကตาပေါ်တယ်ကွာဆိုရိုက်ဘူးလားကောင်းပြီဒါဖြင့်ခင်ဗျားတို့အမတန်ရေးကြည့်တဲ့စကားဆိုတာပေါ်လာပါလားဘုံဘွားတွေများတောင်းတပြီးဒီကလာနေတဲ့ပုဂ္ဂိုလ်ဟာဖြင့်လူမိုက်တဲ့ပုံမိုက်တဲ့ဒုတိယရှင်းမိုက်တဲ့လူမိုက်ပဲဆိုတဲ့ဥစ္စာဖြင့်ဘာမှသံတရားမရှိအောင်ရှင်းသွားမရှင်းရသေးဘူးကနေရာကြကြဒါဖြင့်ခင်ဗျားတို့ဒီဘဝမိုက်လက်စသိမ့်လိုက်ရလို့ရှင်ဖြင့်လူမိုက်တဲ့ပုံမိုက်တဲ့ဘဝလွတ်သွားလို့ရှင်ဖြင့်ဒီဘဝမှာ
လူမိုက်အဖြစ်မှလူလိမ္မာအဖြစ်သို့ရောက်ခဲ့သည်ရှိတော့နောက်ပိုမိုက်မာတွေလည်းအကုန်သိမ့်သွားပိုမိုက်မာတွေဘာဖြစ်သွားဒီဘဝမသိရင်တော့နောက်ပိုမိုက်မာတွေကဒုတက်လာအောင်မဲမလာဘူးလားအမေမိဘတွေကတတ်တော့တင်လှောက်လိုက်တဲ့တွေကမနေဘူးမနေဘူးဒါနဲ့ကမွေးတဲ့နဲ့သားနဲ့သမီးနင်းမြင့်နင်းမြင့်ဟုတ်လားဒါတွေနဲ့ပြစ်တာနေမယ်လို့မလို့နင်းမဲ့တဲ့ဘွေရမှာပေါ့ဆိုပြီးဒါတွေတဲ့ဘုန်းနေမဲ့ဥစ္စာတွေကလည်းနင်းတဲ့ဘဝအကြောင်းကရည်သက်ဆုံးလာကြတာကိုအမလေးအကြောင်းရည်သက်တွေကလည်းဆုံးခြင်းလို့အကြောင်းကဆုံးလာတယ်လို့ပြောခြင်းပြောသေးတယ်ဒီဘဝကိလေသာတွေတောင်းကြမှုကြောင့်လို့တော့ထဲမပြောဘူးပြောရလားနောက်ဘဝကအကြောင်းနဲ့နောက်ဘဝကအကြောင်းနဲ့ဟုတ်ကဲ့လားမဟုတ်ပါဘူးဗျာနောက်ဘဝအကြောင်းမဟုတ်ပါဘူးနောက်ဘဝကအကြောင်းကအမှန်တမ်းနဲ့ပါတယ်ကိလေသာတောင်းကြမှုကြောင့်ဒါလည်းဖြစ်ရတာများပါတယ်ဆိုလို့ရှိရင်လွယ်ပါကောင်းပြီဒါတွေသာထားပါတော့ဒါဖြင့်ဒီနေ့တရားမှာခုနိုင်ဝဲရှိသွားပြီတကယ်ကြတကယ်သိရဘာလို့ဘုန်းကြီးဆိုရင်တုံးဆိုတာကိုရိပ်မိကြဘုရားပါဆိုရင်တုံးလူမိုက်တဲ့ဖို့မိုက်တာသဘောကျလူမိုက်တဲ့ဒါကြောင့်ခင်ဗျားတို့မနေ့ဖြစ်အောင်မှမိုက်ပြီးသားတွေလူမိုက်တဲ့ဖို့မိုက်တာတွေခင်ဗျားတို့တော်ဆုံးခဲ့ပြီမဆုံးဘူးလားတကယ်ကြမငင်းနဲ့တော့နော်မသိခင်တုန်းကငကိုကလည်းခန္ဓာကိုဖြစ်ဖြစ်ဒုက္ခသစ္စာမသိတုန်းကတခါမှတ်ခဲ့နောက်ကြတော့သွန်နေကွန်းနေအလူတန်းနေပေးပြီးဒီကလာလူမိုက်တဲ့ပုံမိုက်တဲ့အလုပ်လည်းလုပ်ချင်လုပ်လိုက်သေးတယ်တောင်းလိုက်သေးတယ်သူတွေပါတွေကမတောင်းဘူးလားအဲ့ဒါဘယ်နဲ့ဖြစ်သွားတယ်လဲလူမိုက်တဲ့ပုံမိုက်သွားတဲ့အလုပ်ကလည်းပါလိုက်သေးတို့တော့ဒါတွေအသာထားပါတော့ပြင်မကောင်းစဉ်ပြင်ခဏနဲ့ပြင်လိုက်ရပါတယ်ဟိတကခိုးသူကြီးကဘဝတိုင်းများစွာကလည်းလူမိုက်ပဲနိဗ္ဗာန်ရမယ်ဘဝပိုးမိုက်လိုက်သေးသူကရှင်းပြီလားငကောကလည်းဘဝများစွာသံဃာကလူမိုက်ကြီးပြနိဗ္ဗာန်ရမယ်ဘဝကြတော့ပိုးမိုက်ပေမဲ့လည်းပြင်လိုက်ပြန်တော့လေဘယ်နဲ့လဲအနာဂတ်မိုက်တော့သေးတာပေါ့ဗျာအနာဂတ်တွေးတာမိုက်တယ်တော့စမသိဘူးလားဒါဖြင့်ဒကာဓမ္မတို့ပထမမဲ့မရသေးကာလပတ်လုံးလူမိုက်တဲ့ပိုမိုက်လိုက်အောင်မဲ့ဆိုတာကိုယ့်အတွက်ကိုယ်ပြားတွေပေးထားကြရှင်းမလားပထမမဲ့မှမရလို့ရှိရင်ဖြင့်ငါတွေလူမိုက်တဲ့ပိုမိုက်လိုက်အောင်မဲ့ဆိုတဲ့ဥစ္စာကသိကြတယ်ဒါဖြင့်ဒီမိုက်ဇက်ကိုဖြင့်ပထမမဲ့နဲ့ပဲသိမ့်မှသာဖြင့်ဒါနေရာကြတော့မှာဒီမဲ့မှမရသေးဘူးဆိုရင်ကိုယ့်အတွက်ကိုယ်ပြာရီပေးကြရင်ဘယ်လိုပေးကြမလဲလူမိုက်တဲ့ပူမိုက်တဲ့ပုဂ္ဂိုလ်ဟာဒုဖြစ်ရအောင်မယ်ဆိုလိုက်မဆိုလိုက်ကောင်းပြီဒါဖြင့်ဒကာဓမ္မတို့အခုတရားဟောနေတာဘာလိမ့်မလဲလို့မေးတော့ကိုငါကလူမိုက်ကိုလူလိမ္မာဖြစ်အောင်လုပ်နေပါတယ်ငါကလူမိုက်ကိုလူလူလိမ္မာဖြစ်တော့ကိုလူမိုက်တဲ့ပူမိုက်တဲ့ဇက်ကောသိမ့်မတော်ဘူး။ကိုင်းဒါဖြင့်တစ်ခါမိုက်တော့သိမ့်လို့ဖြစ်တယ်နော်။နှစ်ခါမိုက်ဆိုလို့ရှိရင်ဖြင့်သိမ့်လို့မဖြစ်တော့ဖြစ်ပါမလား။တစ်ခါမိုက်တော့တစ်ခါမိုက်ကတော့သူတစ်ခါမားတယ်ဆိုလို့ရှိရင်ပြင်လို့ဆင်လို့လွယ်တယ်။နောက်တစ်ခါဆက်ပြီးဘုံဘဝအချင်းချင်းခံစားတွေပါနေရှုပ်လာလို့ရှိရင်တော့ဖြင့်တော့ခဲရင်တော့မခဲရင်ဘူးလားကဲဒါဖြင့်အခုအာလုံးတရားနာလာကြတယ်တရားဓမ္မတွေကိုတခါမိုက်ပြင်ဖို့ရရေးကိုတော့တာဝန်လေးရှိပါတယ်ရှင်းမလားကောင်းပြီဒါဖြင့်ဒီတခါမိုက်ကိုပြင်ထားတာလေးကိုမပြောင်းမပြအောင်ခင်ဗျားတို့ပြင်ထားကြမယ်ဆင်ထားကြမယ်ဆိုလို့ရှိရင်ဖြင့်လူမိုက်တဲ့ပူမိုက်တဲ့လောက်ဟာဖြင့်တို့ဝိပဿနာဉာဏ်ကကိုနိုင်တယ်မဉဏ်ဆိုတာကတော့ဖြင့်လုံးဝလူမိုက်တဲ့ပူမိုက်တဲ့အလုပ်ကိုဘယ်နည်းနဲ့မဆိုသူဖြတ်တောက်ပြီးပြီလို့မှတ်ပါဒါဖြင့်အခုကျွတ်တရားဟောနေတာဘယ်ကျုံးကဟောတာတုံးလို့မေးတဲ့အခါကျတော့လူမိုက်တဲ့ပူမိုက်မှစိုးလို့ဟောနေတာဘုမှတရားကွက်ပေါ်ပြီတော့လေခင်ဗျားတို့ရိပ်မိဗလားဘုန်းကြီးကနေတိုင်းဟောနေတာဘယ်ကျိုးငါပါလိမ့်မလို့ဆိုတာတော့ရိပ်မိကြဘယ်လိုပါလိမ့်လားလူမိုက်တဲ့ပူမိုက်မှစိုးရင်လို့ဟောနေတဲ့အခါကျတော့ကိုဒီဘဝလူလိမ္မာဖြစ်နေမိုက်တယ်ဆိုတာဝိဇ္ဇာလိမ္မာတယ်ဆိုတာသမာဓိရှိသဘောကျမိုက်တယ်ဆိုတာက
လူလိမ္မာဆိုတာအမိုက်ကိုသမာဓိရှိနဲ့ဖြတ်တော့ပလိုက်လို့ရှိရင်ဖြင့်ဒါအလိမ္မာသက်ဝင်သွားတော့တာပဲသမာဓိရှိဆိုတဲ့ကောဒကာဓမ္မတို့ဘဝကိုမဖြတ်ဘူးလားနိဗ္ဗာန်ကိစ္စရိမေကောကိလေသာမာရင်တော့ကိစ္စရိမေကောဆိုတော့သမာဓိကမဲ့ခင်ဖြစ်နေတော့ဒုတိယအမိုက်ဖြတ်တယ်ဆိုတာကရိပ်မိဘူးဒါဖြင့်အင်္ဂုလိမာလာခိုးသူကြီးဒကာဓမ္မတို့ဘုရားသခင်ကိုရမကြီးအမြန်လိုက်ပြီးဒီကလာတရားဟောတာသူမိုက်တဲ့ပူမိုက်မဲ့ဇက်ကြီးကိုဒကာဓမ္မတို့တားမြစ်တာပဲဆိုတာရိပ်မိလူမိုက်စီဘုရားဘာလို့သွားတာတုံးဆိုတာကရိပ်မိဘယ်နဲ့ကြောင့်သွားပါလိမ့်မိုက်တဲ့ပူမိုက်မှာစိုးရိမ်တဲ့အတွက်အမေတတ်ပြီးလို့ရှိရင်သူရဟန္တာမဖြစ်နိုင်တော့ဘူးဒီနေ့ကအမေတတ်မဲ့နေ့ကိုသဘောကျသူငကောမိုက်နေတာကတော့မိုက်တယ်သူလူသားမှုပဲရှိသေးတယ်ပြင်ဆင်တဲ့ကမပါသေးဘူးအဲ့ဒီလူမိုက်တဲ့ပုံမိုက်မှာစိုးရတဲ့ကြပြာကြသွားလိုက်ရသဘောပါဒီမှာလည်းတရားဓမ္မတွေတရားထုတ်ကြပါတရားထုတ်ကြပါလို့ပြောတာတရားကျွယ်ယနေ့တော့ဇက်ကွက်ပေါ်ပါပြီဘယ်လိုပေါ်လာလူမိုက်တဲ့ပုံမိုက်မှာစိုးရိမ်နေလို့ဟုတ်ကလားဗျာဟောရတယ်ဆိုတော့တရားဓမ္မတို့အမတန်ရှင်းသွားပါပြီမရှင်းသေးဘူးလားဒီနေ့ဗာတရားဟောတော့ဆိုကြကြနာမတတ်တတ်ပလားလူမိုက်တဲ့ပုံမိုက်မဲ့အမိုက်ကသိနေတာပဲဟိတ်ဆိုနိုင်ကြကောင်းပြီဒါဖြင့်တရားဓမ္မတို့မနေ့ကကျမ်းနေတဲ့ယမကကိုပဲပြန်ဆက်ကြပါစို့ပြန်ဆက်ကြပါစို့ယမကယံကဘာဖြစ်တယ်လို့မေးတဲ့အခါကြလို့ရှင်းဖြင့်တဲ့ယန္တာသေးရင်ဘာမှမဖြစ်တော့ဘူးသူ့ယူမူလားဗျာဘုရားတော်မူရသူသိပါရဲ့ယန္တာသေးရင်ဘာမှမဖြစ်တော့ဘူးဘာဒိဋ္ဌိပါလဲဥစ္စေရာဒိဋ္ဌိယူထားတယ်ယန္တာသေးရင်ဘာမှမဖြစ်တော့ဘူးဆိုတော့ဥစ္စေရာဒိဋ္ဌိယူထားတယ်ဒီဥစ္စေရာဒိဋ္ဌိဘယ်ကများလာပါလိမ့်မလဲလို့ခင်ဗျားတို့မေးဖို့လိုလားနာသက်ကာယဒိဋ္ဌိဘုမှုခေနေဝဥပ္ပဇ္ဇန္တိဒွါတတ္တိဒိဋ္ဌိရော62ပါးသောဒိဋ္ဌိတွေဥပ္ပဇ္ဇမာနာဖြစ်ကုန်ကြသည်ရှိသောသက်ကာယဒိဋ္ဌိဘုမှုခေနေနဘုမှုခေနေဝငါဆိုတဲ့သက်ကာယဒိဋ္ဌိအဥပြုရတာလည်းဥပ္ပဇ္ဇန္တိဖြစ်ကုန်သက်ကာယဒိဋ္ဌိကြောင့်ဖြစ်လာတယ်ဒီဥစ္စေရာဒိဋ္ဌိဟာဘုရုကြောင့်ယမကမှာဖြစ်လာသလုံးဆိုရလက်သေးရှာလိုက်တော့သက်ကာယဒိဋ္ဌိကြောင့်ဖြစ်လာရင်းမိဗလားရှိပါလားတဲ့ယန္တာသေးတယ်ဆိုယန္တာလို့သူချင်းနေတဲ့ခန္ဓာ၅ပါးကိုသူယန္တာလို့လှုပ်ထားတာကိုကပဲစဉ်းစားကြည့်ပါလားတဲ့ဒီဥစ္စာသက္ကာဒိဋ္ဌိကလှုပ်ထားတာအတ္တဒိဋ္ဌိကလှုပ်ထားတာအဲ့ဒီကဘွားပြီးဒီကလာယန္တာသေးလို့ရှိရင်ဘာမှမဖြစ်တော့ဘူးလို့သူယူတော့ကိုဥစ္စေရာဒိဋ္ဌိပဲကူးမတော့ဘူးအဲ့ဒါယန္တာကိုယန္တာလို့ထင်နေတဲ့ကိုကခန္ဓာ၅ပါးအိဋ္ဌတရားလို့သူမထင်ကြတဲ့ကအတ္တဒိဋ္ဌိကရှိမနေဘူးလားရှိပါဘူးဒါဖြင့်အဲ့ဒီဥစ္စေရာဒိဋ္ဌိကြီးတွန့်တက်ပြီးအညွန့်ထွက်လာလိုက်တာဟာဘုရုကြောင့်ပါလိမ့်မလဲဆိုတော့ပေါ်သွားတယ်သက္ကာယဒိဋ္ဌိကြောင့်ရှင်းမလားသက္ကာယဒိဋ္ဌိကြောင့်ဥစ္စေရာဒိဋ္ဌိပို့ပြီးပွားလာသဘောကျဒါဖြင့်ဒကာဓမ္မတို့နေရကြပြီတဲ့အဲ့တော့ကိုဒီယမကဝေယဒီရှင်သာရိပုတ္တရာကသူတရားဟောနော်တရားဟောတဲ့အခါကျတော့ခန္ဓာ၅ပါးပြတယ်ပိဋကလဘယ်မလုံးယန္တာဘယ်မလုံးယန္တာဆိုပြီးခန္ဓာ၅ပါးတွေပြလိုက်တယ်မဟုတ်လားဗျာပြလိုက်တော့ခန္ဓာ၅ပါးရဲ့ယန္တာပါသေးတယ်ဒါပေမဲ့ယန္တာမပါတာသိတော့နောက်တစ်ခါခန္ဓာ၅ပါးကိုပြလိုက်တဲ့အခါတက္ကာဒိဋ္ဌိထုတ်လိုက်တယ်ဆိုတာလည်းမထင်ရှားဘူးတက္ကခန္ဓာ၅ပါးတွေဖြစ်ပုံပြပုံလေးတွေအိဋ္ဌာလအိဋ္ဌာလမေတော့ပြက်ကလေးတွေပြလိုက်ပြန်တဲ့အခါကျလည်းယန္တာလုံးလုံးပြောင်းသွားဘူးအဲ့ဒီယန္တာလုံးလုံးလည်းပြောက်သွားပါရဲ့သူစိတ်ထဲမှာဒိဋ္ဌိဆိုင်ခဲတက္ကာဒိဋ္ဌိဆိုင်ခဲရှိသေးရဲ့မရှိတော့ဘူးယန္တာမရှိတော့ပါဘူးခန္ဓာ၅ပါးအိဋ္ဌာတရားသာရှိပါတော့တယ်လို့သူစိတ်ထဲမှာဒိဋ္ဌိကပါမတော့ဘူးပါသွားတဲ့အခါကျတော့မှသစ္စာဟောလိုက်တော့
ဒုက္ခသစ္စာဒီတရားတွေကပြမှုပြမှုဟာဒုက္ခမေဝဥပ္ပဇ္ဇမာနဥပ္ပဇ္ဇတိဒုက္ခနိဗ္ဗဇမာနနိဗ္ဗဇတိဆိုတဲ့အတိုင်းဒုက္ခဖြစ်ဒုက္ခချုပ်တာသာရှိပါတော့တယ်ဆိုတာသူသဘောကျမသွားဘူး။ငါသဘောကျသွားတော့ခဏတက္ကရီရပြုတ်ပြီးသစ္စာလည်းမြင်လိုက်တော့သောတာပန်မတည်လား။မှန်ပါဗျာ။ဒါနဲ့သောတာပန်တည်တဲ့အခါကျတော့မေးလိုက်သောတာပန်တည်တော်ပြီတရားဓမ္မတို့။ဒါရဟောပြီးသားမို့အထူးအကျေမပြောဘူး။သောတာပန်တည်ပြီးတော့သူတည်ချောင်းမတည်ချောင်းမေးတဲ့အခါလဲဒကာတစ်တို့မှတ်မိပါလိမ့်မယ်မယ်။အေးမင်းအခုဘယ်နဲ့နေတော့ရဟန္တာတည်လို့ရှိရင်ဖြင့်ဘာမှမဖြစ်တော့ဘူးဆိုရယူသေးရလားဆိုတော့တပည့်တော်ဒီရှင်ဘုရားကြီးတရားဓုတရားများဆိုတဲ့တရားတွေကိုသစ္စာလေးပါထိုးထွင်းပြီးသိရတဲ့တရားတွေနာရသောကြောင့်တပည့်တော်အေးယူမရှိပါဘူးဗျာလို့သူဘဝမခံဘူးလားဒိဋ္ဌိပြုတ်တယ်လို့တောင်းခံတယ်ဒါကြောင့်သောတာပန်တည်ခြင်းဒိဋ္ဌိဖြုတ်ပါသောတာပန်တည်ခြင်းသဘောကျပြီသဂရကနာကယန္တာဖြစ်ခြင်းတဏှာဖြုတ်ရမယ်လို့မနေ့ကလည်းအစီအစဉ်နဲ့ပြောခဲ့နော်ကိုင်းဒါဖြင့်ဒီဒိဋ္ဌိပြုတ်သွားခြင်းကြောင့်တတိယူမရှိတော့ပါဘူးသစ္စာလေးပါးသိပါပြီဗျာယန္တာသိရင်ဘာမှမဖြစ်တော့ဘူးဆိုတဲ့အယူဖြောက်လိုက်ပါပြီဆိုတဲ့ကိုကဒိဋ္ဌိပြုတ်သွားပြီလို့သူပြောတယ်ဒိဋ္ဌိပြုတ်တော့သောတာပန်မတည်လားဒီတော့ဒိဋ္ဌိပြုတ်တဲ့ဥစ္စာလုံလောက်အောင်တခါမဲလိုက်ပြန်တော့ကဲကွာရမင်းကူတော့ဒီယူဖြောက်လိုက်ပြီဆိုတော့မင်းကိုတဲ့ယခုအချိန်များဘေးကယဟန်တွေကမင်းရင်တော့ကြော်ညာထားတဲ့တိုင်ယန္တာသေးလို့ရှိရင်ဘယ်များသွားကြုံလို့မဲလို့ရှိရင်မင်းပဲနဲ့ဖြေမလို့ဆိုတော့ तू သစ္စာနဲ့ဖြေလားမဖြေဘူးလားယန္တာရဲ့လို့မရှိပါဘူးလို့ဒီလိုမဖြေဘူးယန္တာရဲ့လို့မရှိဘူးလို့မဖြေဘူးမဖြေပါဘူးဘယ်လိုဖြေတော့ဆိုတော့အကျဉ်းခန္ဓာ၅ပါးတရားအနိစ္စတရားထိုအနိစ္စတရားဒုက္ခပဲအဲ့ဒီအနိစ္စဒုက္ခဖြစ်တဲ့တရားကုန်သွားပြီဆုံးသွားပြီလို့တပည့်တော်ဖြေမှာပဲဒုက္ခကုန်ဆုံးသွားပြီလို့ဖြေမှာပဲဆိုတော့သဘောကျဒုက္ခသာအန္တံကရိတ္တိဆိုတဲ့တိုင်တဲ့ဒုက္ခဆုံးသွားပြီလို့သူဖြေတယ်မဟုတ်လားသဘောကျဒါဖြင့်သူသစ္စာမြင်လို့နိဗ္ဗာန်ဝင်တာပဲသစ္စာမြင်ပန်းနိဗ္ဗာန်ဝင်တယ်ဆိုတာသဘောကျတခြားနဲ့နိဗ္ဗာန်မဝင်နိုင်ပါဘူးသစ္စာမြင်မှနိဗ္ဗာန်ဝင်နိုင်တယ်သဘောကျပြီနော်ကောင်းပြီဒါတွေအကိုကမထုတ်တော့ပါဘူးသစ္စာမပါဘဲနဲ့နိဗ္ဗာန်ဝင်တယ်ဆိုမယုံပါနဲ့လို့ဆိုတာဘုန်းကြီးတို့သစ္စာတန်ရုပ်ကိုခဏခဏပဲမပြောဘူးလားငါအမိုးမပါဘဲနဲ့အရှင်တွေတည်ခဲ့တယ်ကွာဆိုရင်ယုံရမလားတိုင်မပါဘဲနဲ့အရှင်တွေအပေါ်မှာကျဲခဲ့တယ်ဒိုင်းတွေတင်ခဲ့တယ်သစ္စာမပါဘဲနဲ့ငါသောတာပန်တည်ခဲ့တယ်ဆိုမယုံနဲ့ကွာအဲ့ဒီတိုင်းမှတ်လို့သစ္စာတန်ရုပ်များဘုရားကဟောထားလိုက်သစ္စာရေးသစ္စာဆိုင်မှနိဗ္ဗာန်ဝင်တယ်ဆိုတော့ရှင်းသွားအခုဖြေတော့ကြည်စံသစ္စာနဲ့သူမဖြေဘူးလေဒုက္ခဆုံးသွားပြီလို့တပည့်တော်ဖြေမှာပါပဲတဲ့ယန္တာတည်ပဲသွားတော့မင်းအိဋ္ဌတရားဒုက္ခတရားအဲ့ဒီဒုက္ခတရားကုန်ပြီဆုံးသွားပြီလို့တပည့်တော်ဖြေမှာပဲဆိုတော့သာဓုသာဓုခေါ်တယ်ရှင်သာရိပုတ္တရာသာဓုသာဓုခေါ်လိုက်နိဗ္ဗာန်ဆိုတာအဲ့ဒီမှာတစ်ချက်ပေါ်လာတယ်ဆိုတာလည်းလေးစားစွာနဲ့မှတ်လိုက်စမ်းဒုက္ခဆုံးသွားတာဘာခေါ်ကြကောင်းပြီဒါကယမကသောတာပန်တည်လို့ဒုက္ခဆုံးတာကိုနိဗ္ဗာန်လို့သူဖြေတာပဲဆိုတာသိကြပါလားခင်ဗျားတို့ရထားတဲ့ပါဠိတော်ကိုကထုတ်လိုက်တော့ဒုက္ခခန္ဓာသနိရောဓဟောတိဆိုတာလဲဒါနိဗ္ဗာန်ဆိုတာပဲခင်ဗျားတို့ရထားတဲ့ပါဠိတော်မရှိဘူးလားဒုက္ခခန္ဓာသဟောတိဒုက္ခခန္ဓာသဒုက္ခအစုနိရောဓချုပ်ခြင်းသည်ဟောတိနိဗ္ဗာန်ဖြစ်ဒုက္ခချုပ်တာဘာခေါ်ကြအဲ့ဒီလည်းမသိကြဘူးလားနိဗ္ဗာန်ဆိုတာပါပါလိမ့်မလို့ဒုက္ခချုပ်တာပဲဒုက္ခဆုံးသွားတာပဲဒုက္ခမရှိတာပဲတပည့်ကြဒါဖြင့်နိဗ္ဗာန်ဆိုတာမျိုးကအနာပေါက်နေတဲ့ပုဂ္ဂိုလ်ကြီးအနာပြောက်မှုပါကလားသဘောကျအနာပေါက်တဲ့ပုဂ္ဂိုလ်ကြီးဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကြီးဒုက္ခသိမ့်မှုကိုဆိုတာရှင်းပြီနော်ခိုင်းရကြပါပြီတဲ့ဒါနဲ့ရှင်သာရိပုတ္တရာမကျေနပ်တာနဲ့ငါရှင်နေရာကြပြီကွာမင်းသောတာပန်တည်ပြီဆက်လက်ပြီးကြလားယန္နာဖြစ်အောင်ရှင်းပြအောင်မယ်ဆိုတဲ့စိတ်တုပ္ပနဲ့ဆက်ပြီးဟောပြန်ဒီနေ့ယန္နာဖြစ်အောင်ဟောမယ်ဆိုတဲ့တရားပဲ
ယန္တာပြန်ဟောမှကြံတော့သူဥပမာလေးနဲ့ယမကနားထောင်စမ်းဟေးတဲ့ဥပမာလေးငါပြလူ9ယောက်ရှိတယ်ကွာတဲ့တထေးသားက2ယောက်တတ်မဲ့လူက9ယောက်ရှိတယ်တထေးသား2ယောက်ကလည်းတယောက်ကလိမ်မာတယ်ကွာတယောက်ကတော့မိုက်တယ်ကွာလူ9ယောက်ကလည်းဒီတထေးသား2ယောက်ကိုတော့တတ်မဲ့လို့ရည်ရွယ်ချက်ရှိတယ်အဲ့ဒီရည်ရွယ်ချက်ရှိတာတတ်မဲ့လူ9ယောက်ကကြံစီတယ်တဲ့တို့ဒီကားလို့ရှင်ဒီတထေးသားစီသွားပြီးခါသွားပြီးတဲ့ကလာဒီတိုင်းအတင်းဝင်တတ်လို့ရှိရင်တော့မဖြစ်ပေဘူးသူစီမှာအတွင်းသားအဖြစ်နဲ့အတွင်းသူအတွင်းသားအဖြစ်နဲ့သူ့အလိုလိုက်သူ့အကြိုက်ကိုတို့ကပြုပြင်ပြီးတဲ့ကလာနေမှသာလဲသူဟာတို့ပြန်နိုးလာမယ်ခင်မင်းလာမယ်မြန်နိုးခင်မင်းလို့ဓမ္မနဘွယ်တဲ့စားလို့အတူအိတ်လို့အတူနေတဲ့ခါကျမှတတ်မယ်ဆိုရင်အချိန်မီဖြစ်နိုင်တယ်ဆိုပြီးအတွင်းသူအတွင်းသားဖြစ်အောင်ငါတို့ပေါင်းတဲ့မှာပဲဆိုပညာမရှိတဲ့တထေးသားရှိဝင်ပြီးကြလားလူ9ယောက်ကခါစားလိုက်ရှင်တထေးသားကျွန်ုပ်တို့ဒီကားလို့ရှင်ဖြင့်ရှင်တထေးသားကြီးညိုလေးစားစီဖြစ်လေသောကြောင့်အလိုရှိရကိုလည်းခိုင်းဖို့အလိုရှိရကိုရွေးဆောင်ဖို့ကျွန်တော်တို့အရှင်နဲ့မှာပဲအဲ့ဒါကြောင့်ရှင်တထေးသားကြီးကျွန်ုပ်တို့အားပြုစုခြင်းကိုလက်ခံပါဆိုတော့ပညာမရှိတဲ့တထေးသားကဟုတ်ထမရဲ့ဆိုပြီးလက်ခံလိုက်ပါတယ်သဘောကျလားပညာမရှိတဲ့တထေးသားကသူသား9ယောက်ကိုတတ်မလို့လာတာကိုအချော့ကောင်းတာနဲ့သူပြုစုမယ်လို့ပြောတာနဲ့ပဲလက်ခံလိုက်ပါတယ်သဘောကျခင်ဗျားတို့ဒကာကျွယ်ဆိုတဲ့ဝတ္တနေတိတပုထုဇဉ်ပုဂ္ဂိုလ်ဒကာအသစ်ဆိုတဲ့ဝတ္တနေတိတပုထုဇဉ်ပုဂ္ဂိုလ်ကနောက်ခန္ဓာ5ပါးကြီးနတ်ခန္ဓာ5ပါးကြီးရပါလို့ခင်ဗျားတို့ပုထုဇဉ်အတောင်းတယ်သဘောကျဗြဟ္မာခန္ဓာ5ပါးကြီးရပါလို့ပုထုဇဉ်အတောင်းတော့ဝတ္တနေတိတပုဂ္ဂိုလ်ဝတ္တပုဂ္ဂိုလ်ကပေါ့ဗျာဝတ္တပုဂ္ဂိုလ်ကတောင်းမယူဘူးလားအဲ့ဒါအခါစားရောက်လာတယ်လို့မှတ်လိုက်စမ်းပါသဘောကျအခါစားရောက်လာတယ်ပဲခင်ဗျားတို့ဒီကားလို့ရှင်ဟိုပုဂ္ဂိုလ်တွေခင်ဗျားတို့ကပဲတခါတည်းသူတို့ခန္ဓာ5ပါးလဲခင်ဗျားတို့ဝတ္တပုဂ္ဂိုလ်ကရပါရောကိုယ်ခန္ဓာ5ပါးကြီးကိုတခါတည်းယူဘက်ခန္ဓာကြီးကိုလည်းခင်ဗျားတို့ကရေချုံမိုးချိုးပေါ့ဗျာဝေဒနာခန္ဓာကြီးကိုလည်းကြိုက်တရားချက်ကျွေးပေါ့ဗျာသင်္ညခန္ဓာကြီးကိုလည်းခင်ဗျားတို့ဒီကားလို့ရှင်နေရာတဲ့ဖြူနေကြောင်ကြားတွေနဲ့တခါတည်းလှအောင်ပအောင်သူ့မှတ်သားကောင်းအောင်ဆိုပြီးပေးကြသင်္ခါရခန္ဓာစေနာကြီးကလည်းခင်ဗျားတို့ကသူသွားကြတယ်ဆိုရင်ခုံလိုက်ဖို့ဝတ္တပုဂ္ဂိုလ်ကလေသူကပွဲသွားခြင်းပွဲလိုက်ဖို့တက်ရှင်သွားခြင်းတက်ရှင်လိုက်ဖို့ဒီစေနာကသွားခြင်းတာဘူးဗျအဲ့ဒါခင်ဗျားတို့ဝတ္တပုဂ္ဂိုလ်ကလိုက်ဖို့တော့ခန္ဓာ5ပါးသူတက်ရောက်ကြကသိပြီတဲ့ဝိညာဉ်နဲ့ခန္ဓာလည်းဤတိုင်းပေါ့ဗျာငါတို့ကိုယူရပြီယူရလို့ရှိရင်ဖြင့်နေရာကြပြီဆိုပြီးကာလဒီခန္ဓာ5ပါးကပဲဒကာရမတို့တောင်းထားတဲ့ပုဂ္ဂိုလ်ဆူတောင်းထားတဲ့ပုဂ္ဂိုလ်တတ်တာသဘောကျဒါဖြင့်ဆူတောင်းတဲ့ပုဂ္ဂိုလ်များခန္ဓာ5ပါးတောင်းယူတဲ့ပုဂ္ဂိုလ်များဟာသူသား9ယောက်ကိုကျွတ်တို့ဒီကားလို့ရှိရင်ဖြင့်ဒီဘဝဖြင့်သေပြီးပါပြီမသေးသေးခင်ကဘုမှာတတ်မဲ့လူ9ယောက်ကိုကျွတ်တို့မျောလင်းတောင်းတာပြီးကြလားထားတဲ့ပုဂ္ဂိုလ်နဲ့မတူလားအဲ့ဒါယမကဟောလိုက်မင်းသူသား9ယောက်กว่าနော်သူသား9ယောက်ခန္ဓာ5ပါးသူသား9ယောက်กว่าဆိုတော့ဝရကတော်နဲ့သူဟောပါတယ်အနိစ္စတော်ဒုက္ခတော်အနတ္တတော်သင်္ကတတော်ဝရကတော်ဆိုပြီးကြလားဒီဥစ္စာဒါဖြင့်သူသားယောက်ျားတွေကမင်းသတ်မဲ့ခန္ဓာ5ပါးกว่าမင်းသတ်မဲ့ခန္ဓာ5ပါးกว่าဆိုတော့ဒီနေ့ကလည်းကျေဟောပြီလို့နော်ယူဘခန္ဓာကသတ်လိုက်တာဓာတ်လျှောများသတ်လိုက်တာပထဝီပြည့်ပြီးသတ်လိုက်တာယူဘခန္ဓာကသတ်လိုက်တာဝေဒနာခန္ဓာကနေပြီးမှတခါတည်းစားလွန်ပြီးမှသိသွားတဲ့ခါမရှိဘူးလားဒုက္ခဝေဒနာရောက်ပြီးသိသွားတာဗျာဟောဒါဝေဒနာခန္ဓာသတ်လိုက်တာပညာခန္ဓာကနေသိပြီးအစာမှာအနေမှားနေများပညာဥပ္ပန္နသကနေသတ်ချလိုက်တာမရှိဘူးလားစေတနာဆိုတဲ့သင်္ခါရခန္ဓာကလည်းမသွားကောင်းတဲ့လမ်းနေများတိုက်တွန်းလှောက်လိုက်တော့ငှက်ပြားတွေမိမွေကြိုက်သေးကြစေတနာဆိုတဲ့သင်္ခါရခန္ဓာကသတ်လိုက်ဝိညာဉ်နဲ့ခန္ဓာကတခါတည်းစိတ်လို့မကြတော့တခါတည်းတချို့မှရေတဲ့ခုံလို့ရေတဲ့ခုံချသေးကြမိတွင်နဲ့ဆင်းသေးကြမရှိကြတာနူယူနောက်ပြီးတခါလားရောဒါစိတ်ဆိုတဲ့ဝိညာဉ်ကသူ့စိတ်သူမနိုင်လို့တရားရှာတယ်ဆိုတော့စိတ်ကတိုက်တယ်ဒါဖြင့်ခန္ဓာ5ပါးသူသားယောက်ျားတရားกว่าသူသားယောက်ျားတရားกว่าဆိုပြီးခန္ဓာ5ပါးကိုဖြစ်ပြကြည့်ရှုခိုင်းသဘောကျခန္ဓာ5ပါးဖြစ်ပြကြည့်ဒါမဲ့သူသားယောက်ျားတွေပဲမဲ့သူသားယောက်ျားတွေပဲရှုစမ်းဝရကတော်နဲ့ရှုစမ်းกว่า
မင်းသားမဲ့ပုဂ္ဂိုလ်တွေမင်းသားမဲ့ပုဂ္ဂိုလ်တွေမင်းကသားနိုင်သားမသားနဲ့မင်းဝေးအောင်ရှောင်နိုင်ရှောင်မရှောင်နိုင်မင်းသားမှာပဲသဘောကျဒါဖြင့်ဒကာဓမ္မတို့ရောက်ရမှာခမည်းတော်သိခဲ့ရတာဒီကံမကောင်းအကြောင်းမသိလို့သိခဲ့ကြရတယ်လို့ဒကာဓမ္မတွေကထင်ကြတယ်မဟုတ်ပါဘူးကံကောင်းတဲ့ပုဂ္ဂိုလ်တွေရွှေဘုံပေါ်မှာထိုင်သိဘယ်သူတတ်လိုက်တာပဲခန္ဓာငါးပါးတစ်ပါးပါးသတ်ချိုက်ဩခင်ဗျားတို့ကခက်လိုက်တာဒီပုဂ္ဂိုလ်တွေအချိုသတ်ကိုခင်ဗျားတို့ကဟိုမတတ်တဲ့ပုဂ္ဂိုလ်ကံကုန်လို့သေသွားရှာတယ်ခင်ဗျားတို့ကထင်လိုက်တယ်ကံကုန်လို့သေတာလားတရားဓမ္မတို့ခန္ဓာ၅ပါးဤတတ်မှုကြောင့်သေရတာဒါကြောင့်တဲ့ယာရသုတ်တွေမှာထောက်ကြည့်တယ်မှာပေါ်လာတယ်တကားကြွယ်ရယာရသုတ်မှာယာရဆိုတဲ့ယဟန်ကဒါလေးနည်းနည်းနားထောင်လိုက်တာပေါ့ဒါလေးနည်းနည်းနားယာရကအရှင်ဗျာသေမင်းလို့လောကကြီးတဲ့အတော်ပြောကြပါလေအဲ့ဒီသေမင်းတပည့်တော်သိကျင်တယ်ဗျာယာရယဟန်ကသေမင်းလို့လောကကြီးတဲ့တော့စကားပြောကြဘူးလားအဲ့ဒီသေမင်းဆိုတဲ့တရားသေမင်းဆိုတာတပည့်တော်အလုံးသိကျင်တယ်အဲ့ဒီဒီမှာဘုရားသခင်ကိုရမကြီးကယူပေယာရယူပေခောယာရမာရောယာရကြယူပေဤဘက်ခန္ဓာ၌ဝါဤဘက်ခန္ဓာတို့ဒီမာရောမင်းသူတယောက်ကြဝါမင်းပေမင်းกว่าဝေဒနာမာရောဝေဒနာခန္ဓာဒီမာရောမင်းပေမင်းกว่าတင်ညာမာရောတင်ညာခန္ဓာဒီမာရောမင်းပေမင်းဆိုတော့ခန္ဓာ၅ပါးမင်းပေမင်းกว่าမင်းလူတယောက်ကြတယ်မင်းတတ်တဲ့ပုဂ္ဂိုလ်တွေကသူတို့ပဲกว่าသေချာမဟုတ်ဘူးလားယာရတန်ရုပ်ကြတော့ဒါတွေခန္ဓာ၅ပါးသိမင်းတွေလို့ခေါ်လိုက်သဘောကျအဲ့တော့ဘုန်းကြီးဓမ္မတွေဩဘုရုနဲ့များပေါင်းတင်ပြီးနေကြပါလိမ့်မလဲလို့ဘုန်းကြီးကပဲမေးလိုက်ပါသေမင်း9ယောက်နဲ့ဆိုကြပါသေမင်း9ယောက်နဲ့ပေါင်းတင်ပြီးဒီကလာမနေရဘူးလားဘုရုနဲ့ပေါင်းတင်နေရဩဒါဖြင့်ဘယ်တော့ဗျာတပည့်တော်တို့ဒီကားလို့ဆိုလို့ရှိရင်ဗျာသင်မင်းလက်ချက်နဲ့ဝိညာဉ်ချုပ်ရပါမလို့လို့ဩတရားဓမ္မတို့မဆွေးရင်လည်းအချိန်ကြံတော့တယ်ဘယ်နဲ့ဆုံးဖြတ်ချက်အချိန်မှကြံတော့တယ်တရားဓမ္မတို့ရသဘောကျဒီသင်မင်း9ယောက်ကတော့ကျွတ်တော့အတွင်းသူအတွင်းသားဖြစ်နေတော့ဖြင့်ရောက်နေတာဖြင့်ကြာပေါ့ဗျာကြာပြီဆိုတာဓမ္မတော့ပြိဋိနိနေတဲ့ချိန်ကရှာပြီးသူတို့9ယောက်ကလာပြီးဝတ်ဆင်းလာတာပဲဝတ္တပုဂ္ဂိုလ်ပြိဋိနိဆူတောင်းပြီးလူပြေရောက်ပါလေဆိုတဲ့ဝတ္တပုဂ္ဂိုလ်လည်းရောက်ပါရောခေါင်းကပင်မ9ယောက်ကလည်းရောက်လာတာမရောက်လာဘူးလားဒါဖြင့်တို့ဒီလူဘဝရတာဒီကံကောင်းကြောင်းတဲ့မေတ္တာလာရတာလားလို့မေးတဲ့ခါကျသင်မင်းလက်တွင်ခေါင်းဆင်းအမလို့ရတာဘယ်လိုဆိုကြပါဒါကြောင့်ဒကာရမတို့ခန္ဓာတွေကလို့ဆိုလို့ရှိရင်ဖြင့်လုံးဝမကောင်းဘူးဆိုတာပေါ်လာပါဘူးဘုရားသခင်ကိုယ်တော်မြတ်ကြီးကခန္ဓာမှန်ကိုခေါင်းကဘောဓိပဲနဲ့ရွှေပလင်လဲသူအောင်ခြင်းအောင်ပါတယ်နော်အဲ့တော့ခန္ဓာမှမအောင်သေးတော့ဒကာရမတို့ဝန်းတော်လာပြီဒီကလာအင်းရမမျိုးချားမှာစင်လင်ကြီးပြိဋိဘံဆံသွားရစေမဆံရဘူးလားဘယ်နဲ့ကြောက်ပါလိမ့်မလို့ဆိုတော့ခန္ဓာမှန်ကိုမောင်းလို့ဒါကြောင့်ယူပေမာတော့ဆိုတော့ယူဘခန္ဓာမှန်ပဲกว่าပေမင်းပဲกว่าသဘောကျအဲ့တော့ဒကာဓမ္မတွေယခုအတူတူနေကြရတာဘယ်သူတွေနဲ့နေကြပါလိမ့်မလဲလို့မေးထုတ်လိုက်ပါတယ်ဩဒါဖြင့်တပည့်တော်တို့ဒီကားလို့ဆိုလို့ရှိရင်ဒီနေ့ကမထွက်နိုင်တဲ့ကာလပတ်လုံးဖြင့်ဒီသင်မင်း9ယောက်လက်တွန်းမှာပဲတပည့်တော်ခေါင်းဆင်းပြီးထိုးအပ်ရမှာပဲသဘောကျဒါဖြင့်ဓမ္မတို့ဒါသူသားယောက်ျားခင်ရရှိရဒါကြောင့်တဏှာကဟောနေတယ်ဆိုတာမှတ်လိုက်စမ်းပါဘာဟောနေပါလဲတဏှာကဟောနေတာဆိုတော့ခန္ဓာကိုယ်ခင်ဗျားတို့ကဘဝနိကန္တိကတဏှာဆိုတာဘဝစတဲ့ကအရင်ရောက်လာဒါကြောင့်ဘုရားသခင်ကိုရမကြီးကရာဟုလာဟောတဲ့နေဘဝရာကပရိတိဘဝသောတာအနုတာရိမာရရေယနုပန္နိနာယနမောတုတံဗုဒ္ဓောဆိုပြီးတော့ဘဝတဏှာကဆွဲထားလိုက်တော့သင်္မင်း9ယောက်နဲ့ခွဲရမှာကိုခင်ဗျားတို့ကအတော်ဆိုးတခုသောဝေဒနာရေးရောက်လာတော့ဝိညာဉ်ချုပ်ရတော့မယ်တဲ့ဒီလူခန္ဓာ၅ပါးကတတ်တော့မယ်ဆိုလို့ရှိရင်ဖြင့်ကဲခန္ဓာ၅ပါးနဲ့ခွဲရမှာဘူးဗျ
ခင်ဗျားတို့ကကဲအသက်ဖိုးပေးပါမယ်မခွဲပြရခြင်းနဲ့ဘယ်သူနဲ့မခွဲကြတာပါလေခန္ဓာ၅ပါးဘာတရားတဲ့ဩမသိတယ်လည်းမခွဲခြင်းဘူးပေါ့ဗျာဘုရားသခင်ကိုရမြတ်တည်ကြတော့အရိယာယန္တာတွေကြတော့ယနေ့ယန္တာဖြစ်ပြီးယနေ့ခန္ဓာဝင်ကြီးနဲ့ခွဲခြင်းတဲ့သဘောကျဘယ်နဲ့ကြောင့်ခွဲခြင်းပါလိမ့်မလို့ဆိုလို့ရှိရင်ဖြင့်တဲ့ဘုရားများဆိုတန်တရားကလည်းသူထမ်းဖို့ခဲ့ရတယ်ကျွန်ကြီးကလည်းကျွန်သက်ရှိခဲ့တတ်ခဲ့တဲ့ဘဝတွေကလည်းသူတို့ကတတ်လို့သိခဲ့ရတဲ့ဘဝကြီးပဲရှိတော့ဒီတခါဖြင့်သူတို့တတ်တာနောက်ဆုံးမိတတ်ခြင်းနဲ့အသေးခံပြီးဒီကလာထမ်းလည်းမနေခြင်းတော့ပါဘူးသူတို့လွတ်ရပဲနေခြင်းမှရတယ်ဆိုတဲ့စိတ်ကချက်ချင်းပေါ့သဘောကျကိုင်းတာဖြင့်ဒကာဓမ္မတို့ခန္ဓာ၅ပါးခင်းစရာမင်းစရာတရားလားသူသားယောက်ျားလားအဲ့ဒါကြောင့်ဖြစ်ပြခန္ဓာ၅ပါးအနိစ္စရှိပါဒုက္ခရှိပါအနတ္တကြိုက်ရင်လည်းရှုအနတ္တရှုဟုတ်လားသင်္ကတဓမ္မလည်းရှုခြင်းရှုတို့မှသူသားယောက်ျားတွေပဲလို့ဖြစ်ပြသူသားယောက်ျားတွေပဲဖြစ်ပြသူသားယောက်ျားတွေပဲဖြစ်ပြသူသားယောက်ျားတွေပဲလို့ရှုပြီးပေးလိုက်စမ်းပါသဘောကျသူသားယောက်ျားတွေလည်းရှုလိုက်တော့သူသားယောက်ျားကဒုက္ခသစ္စာသဘောကျရှုတဲ့ဉာဏ်ကသူသားယောက်ျားခန္ဓာ၅ပါးကရှုတဲ့ဉာဏ်ကမေဃသစ္စာဆိုတော့မေဃသစ္စာဆိုတဲ့ကောဒကာရမတို့သူသားယောက်ျားမှန်သိတဲ့ခါကျတော့ခင်သေးရလားမခင်တော့သမုဒိယသစ္စာကမသေးလားသမုဒိယသစ္စာကသေပါဒကာရမတို့မသေးပါနဲ့ဆိုလို့မရဘူးဒါကြောင့်အထက်မဲ့လိုချင်တဲ့ခါကြလို့ရှင်းဖြင့်ရှုပုံသည်အနိစ္စဒုက္ခအနတ္တသူသားယောက်ျားဒီလိုရှုမှသာလဲတဏှာသေးတယ်သူသားယောက်ျားဖြစ်ကိုလဲလဲပြောပါမှဒကာကျွဲတို့ဒကာသစ်တို့တဏှာသေးတယ်နမရင်သေးပါခိုင်းဒါဖြင့်ခင်းနေတဲ့ပုဂ္ဂိုလ်ဒီခန္ဓာကြီးခင်းနေတဲ့ပုဂ္ဂိုလ်ဖြင့်အသေးခံမိုက်တာပဲဘယ်လိုဆိုကြနောက်ရှုတောင်းတဲ့ပုဂ္ဂိုလ်ကသေခြင်းသေးလို့ဒီခန္ဓာကြီးယခုခင်းနေတဲ့ပုဂ္ဂိုလ်ကတော့အသေးခံမိုက်တာနောက်ရှုတောင်းနေတဲ့ပုဂ္ဂိုလ်ကဒါဖြင့်လောကကြီးထဲမှာဒကာကျော်ဒကာသစ်တို့ဥပအောင်လို့စဉ်းစားကြည့်တာပေါ့ဗျာအသေးခံပြီးမိုက်တာရဲ့သေခြင်းသေးလို့ဒီလူသေခြင်းသေးလို့မိုက်တဲ့ပုဂ္ဂိုလ်ရဲ့ဒီနေ့ပဲများသဘောပါလားအသေးခံပြီးဒီကလာသေခြင်းသေးလို့အသေးခံပြီးမိုက်တာဒီကန္နာကြီးကိုအိုးခလုံးမတိစုမကြီးပါစေနဲ့ဒီကန္နာကြီးချိုးရင်လည်းဆိုချိုးပေးဒီဝေဒနာကခံစားခြင်းလည်းဆိုကြိုက်တာဝယ်ပေးဒီပညာကဒီရောင်လေးမှကြိုက်တယ်ဒီရှင်းလေးမှကြိုက်တယ်ဆိုလို့ရှိရင်ဒီပညာကြိုက်တာဝယ်ပေးတာပဲဟုတ်ကလားဒီဖတ်တာဆိုတဲ့တရားကလည်းဒီနုနုမှတွေ့ခြင်းနဲ့ဒီကြမ်းကြမ်းချင်းမိုးချင်မှုဆိုတဲ့ဖတ်တာဆိုတဲ့တရားကလည်းဒကာရမတို့သူ့လိုလိုက်ပြီးခင်ဗျားတို့ဝယ်ပေးနေတာစိတ်ကလည်းဒီအမှကြိုက်တယ်ဟောမကြိုက်ဘူးဆိုရင်စိတ်ကြိုက်ခင်ဗျားတို့လိုက်မနေရဘူးလားခန္ဓာ၅ပါးတဲပူဇော်ရဲပါလားလို့ဆိုလိုက်မဆိုလိုက်ပူဇော်ရပါတော့ဗျာတပည့်တို့ကသူတမမသိတော့မိတ်ဆွေထင်ပြီးသူကြားမှနေရာကျမှာလို့တပည့်တို့ကထင်တယ်ကဲဒကာဓမ္မတို့ဘလောက်ဒီအောင်ဖောက်ပြန်ချက်တန်းနေတယ်ဆိုတာမပေါ်လာသေးဘူးရှင်းမလားဒါဖြင့်ခန္ဓာ၅ပါးကိုသူသားယောက်ျားမှန်သိတဲ့ဒီနေ့ကျတော့လွတ်အောင်ရှောင်ကြံလာဒါကြောင့်ခန္ဓာ၅ပါးဒီသူသားယောက်ျားဆိုတော့ဒုက္ခတာပိလနာထောဒုက္ခတာဒုက္ခသစ္စာဆိုတဲ့ခန္ဓာပိလနာထောဝတ္တပုဂ္ဂိုလ်ကိုညှာတာမဖက်အမြဲနှိမ့်ဆက်နေတာပဲဒီဘခန္ဓာကြီးကလည်းငါရေချိုးပေးဦးမပြောဘူးလားဝေဒနာခန္ဓာကဓမ္မဆာလာပြီးပြောနေဟိုဒီဘခန္ဓာကရေချိုးခြင်းတော့ရှိလို့ဝေဒနာခန္ဓာဓမ္မဆာလာပြီးဆိုတော့ဝတ္တပုဂ္ဂိုလ်ကယုံနိုင်ကြများမြင်သေးသင်္ညခန္ဓာကကျုပ်သားတွေတပည့်တွေသွားကြည့်ခြင်းတယ်ဆိုတော့ခင်ဗျားတို့လဲသိဖို့ပဲရှိတော့တယ်ဝတ္တပုဂ္ဂိုလ်ကအကုန်မှုထားနိုင်သေးရဲ့လားယူဘခန္ဓာကရေချိုးခြင်းတဲ့ဝေဒနာခန္ဓာကဓမ္မဆာလာပြီးတဲ့ဟုတ်လားသင်္ညခန္ဓာကသားတွေတပည့်တွေကိုတဲ့မမမှုရဲ့နေရာမှာသွားကြည့်ပြီးမှတ်ချင်ပါတယ်သဘောကျလားဖတ်တာကဒီပူကြီးတော့မနေနိုင်ဘူးဒီလမ်းတော့ပြန်မသွားနိုင်ဘူးဒီမော်တော်ကားနဲ့မှသွားနိုင်တယ်ဖတ်တာကလည်းနုနုညံ့နဲ့မှသွားခြင်းသဘောကျအဲ့တော့ဒီခန္ဓာ၅ပါးလို့ခင်ဗျားတို့လိုက်နိုင်မှာလုတ်ပေမဲ့ဝတ္တပုဂ္ဂိုလ်ကတယောက်တည်းခိုင်းမဲ့ပုဂ္ဂိုလ်က9ယောက်ဆိုတော့ယခုလောကကြီးထဲမှာမအိုသင်မဲနဲ့အိုးမနာသင်မဲနဲ့နာမသေးသင်မဲနဲ့သေခြင်းမရောက်ဘဲနဲ့သေတဲ့ပုဂ္ဂိုလ်များသူတို့9ယောက်ဤဓာန်ချက်ကြောင့်သေရလက်ခိုင်းထားလိုက်တာတခါတည်းသဘင်ဖြူခြင်းမရောက်ဘဲနဲ့ဖြူရ
သွားကြခြင်းမရောက်ဖ ೇನೆ ဟောလို့ခိုင်းချက်ပြင်းတယ်တို့တော့လည်းခင်ဗျားတို့ကယူနေတော့ကိုမချစ်ဘယ်လိုချစ်မလဲဆိုပြီးပြုံးများလှုပ်ပေးနေလိုက်သေးတယ်သူသားယောက်ျားတွေကိုပြုံးမရွှင်ရင်လည်းအခွန်များဆက်နေလိုက်သေးတယ်ဆိုတော့ဒါကပြစ္ဆုတ်ပံမိုင်နောက်ကဆူတောင်းတော့ဘယ်နဲ့လဲမိုက်တဲ့မိုင်မဆိုးပါဘူးလားအခုပြုနိုင်ဆူနိုင်တာကလည်းမိုက်လို့တပည့်ကြနောက်ဆူတောင်းပြန်ပြီးဒီကလာယူပြန်တာကတော့ဒါဖြင့်ခင်ဗျားတို့ဒီနေ့ကစပြီးတာဒီခါမိုက်တဲ့ဥစ္စာကိုအခုဘုန်းကြီးကဖော်ပြောခြင်းသူသားယောက်ျားတွေနဲ့မနေလို့ဘူးသူသားယောက်ျားတွေနဲ့မနေတော့ဘူးဆိုပြီးဒီကလာဒါဒုက္ခပေးနေတဲ့တရားတွေဒုက္ခသစ္စာတွေပဲဒုက္ခသစ္စာတွေပဲလို့ရှုပြီးတော့ဖြစ်ဖြစ်တွေဟူသည်သူသားယောက်ျားဒုက္ခသစ္စာတရားသူသားယောက်ျားဒုက္ခသစ္စာတရားလို့ဖြစ်ဖြစ်မြင်နေတာရှုရုပ်ဖြစ်ဖြစ်မြင်မြင်ဝေဒနာဖြစ်ဖြစ်မြင်မြင်စိတ်ဖြစ်ဖြစ်မြင်မြင်ရှုပါရှုလိုက်တော့ဖြစ်ဖြစ်ကဒုက္ခသစ္စာရှုတာကသေတာကသမုဒယသစ္စာဆိုတော့တဏှာသေးတော့ဥပါဒံကံနေမချုပ်လားကံချုပ်ကြတဲ့ကဇာတိတရာမရဏလာသေးမလာရဘာသစ္စာအဲ့ဒါကနိရောဓသစ္စာဆိုတာသိအဲ့ဒီနိရောဓသစ္စာကိုနောက်မှရမှာဖြစ်သောကြောင့်ယခုနိရောဓသစ္စာကိုပြစ္ဆုတ်ပံနိရောဓသစ္စာမရရအောင်ကြိုးစားပြစ္ဆုတ်ပံနိရောဓသစ္စာကိုမရလို့ရှိရင်နောက်တွေ့တဲ့နိရောဓသစ္စာကိုတခါကြုံမရသဘောကျဘုရားခင်ကိုရမကြီးကပြိဋိဘံသံဃာနီးဟောထားတာများကြည့်ပါတန်ရုပ်ပါဠိတော်တွေမှာနော်တန်တိန်အာရဘလို့ဆိုတော့ငါတော့ကွာတဲ့ဘယ်လိုပဲပေရသေးရဘယ်လိုပဲကြည်ရငါကိစ္စမရှိပါဘူးတဲ့နိဗ္ဗာန်ငါမြင်ထားတယ်သူရှင်လုံးပြောတဲ့စကားလားမရှင်မပြောတဲ့စကားလားရှင်လုံးကနိဗ္ဗာန်မြင်ထားမှသေတော့နိဗ္ဗာန်ရောက်တာရှင်လုံးမှမမြင်တဲ့ပုဂ္ဂိုလ်ကနောက်မှရောက်လိမ့်မယ်ဆိုတာမယုံမှနဲ့ဒါဖြင့်ဒီလိုရှိကြပဲတော့ဒီခန္ဓာကြီးကသူသားယောက်ျားဒုက္ခသစ္စာသူသားယောက်ျားဒုက္ခသစ္စာကိုချက်ချက်ရှုပေဖြစ်ပြမြင်တိုင်းသူသားယောက်ျားဒုက္ခသစ္စာသူသားယောက်ျားဒုက္ခသစ္စာကိုရှုပေရှုလိုက်တဲ့အခါကျဒီတရားကိုခမည်းတော်ဒီကားလဲသူသားယောက်ျားမှသိတော့ခင်သေးရလားမခင်တော့မုံညံတက်တာပဲသူနဲ့အတူတူမနေကြတာဟောမလားလို့လာတဲ့ခါကျတော့သူနဲ့အတူတူမနေကြဘူးဆိုတဲ့သူ့ပေါ်ခင်တဲ့တဏှာတွေကခန္ဓာထဲမချုပ်ဘူးလားချုပ်သွားတဲ့ခါကျတော့ရှုနေတဲ့ဉာဏ်ရှိမှပဲဒီခန္ဓာပြောက်တာပဲသဘောကျခန္ဓာငါးပါးပြောက်မသွားဘူးလားဘယ်သူပြောက်တာပါလဲမလို့မေးရင်သူသားယောက်ျားပြောက်ဘယ်သူပြောက်တာတော့သူသားယောက်ျားပြောက်လို့ရှိရင်ယောဂီပုဂ္ဂိုလ်ကရှင်းသွားတာဩမသေးရဆိုတာထားပါလားသူသားယောက်ျားမရှိတဲ့နေရာပေါ်သေးဘူးလားမသေးရဆိုတာဘာပါလဲအဲ့ဒါခန္ဓာ၅ပါးသူသားယောက်ျားလို့သိပြီးသားပုဂ္ဂိုလ်မှာမသေးရသဘောကျသဘောကျအဲ့တော့မသေးရဆိုတာဒီခန္ဓာ၅ပါးရှုရင်မှတ်တာနဲ့သူ့ကိုမခင်တွေ့တာနဲ့တကယ်ကျွဲတဲ့တကယ်သိတယ်ချုပ်သွားတယ်ချုပ်သွားတာဒီနေရာငကိုကတော့သိအမြဲအသက်ခံရတဲ့နေရာအခုတော့ဒီတရားတွေပဲရောက်ကုန်ချုပ်သွားတော့ဩတတ်မလီတွေမရှိတော့မသေးရဆိုတာဒီနေရာပါလားအရင်ကတော့သေရဆိုတာဒီနေရာပါလားအရင်တော့သေရနော်အခုတော့ဘာလဲတွေ့လဲသူတို့ချုပ်သွားတော့ဘာတွေ့ဒါပြန်မသေးရကနိဗ္ဗာန်မြင်တာကမိုက်ညာဟုတ်လားခင်းတဲ့တရားတွေချုပ်သွားတာကသမုဒိယသေးတာဒါပြစ္ဆုတ်ပံမှာကိုနိဗ္ဗာန်တွေ့အဲ့ဒီကတော့တွေ့တဲ့ခါကျတော့ဒီပုဂ္ဂိုလ်သုတေမနေသေးလို့တဏှာလေးမျိုးစလုံးချုပ်သွားလို့ရှင်းဖြင့်တဲ့နိဗ္ဗာန်ဆိုတဲ့ဥစ္စာဒီယောဂီပုဂ္ဂိုလ်ဒီပင်လည်းကိုယ်ပိုင်ပစ္စည်းဖြစ်သွားမှာရှင်းမလားအဲ့ဒီလိုဟောလိုက်တော့မှယမကရန္တာဖြစ်သူသားယောက်ျားဖြစ်နေသေချာဟောလိုက်တော့မှမသေးရသူမြင်အောင်ကြည့်ပလိုက်အဲ့ဒီမှာယန္တာဖြစ်သွားတော့မှယမကဘယ်နဲ့နေတုံးဆိုတော့ရှင်ဘုရားဒီလိုဆရာကောင်းသမားကောင်းတွေတွေ့ရတယ်တပည့်တော်ဖြင့်အာသောကုန်ခံယန္တာဖြစ်ပါပြီလို့သူကိုယ်တိုင်လျှောက်ပါတယ်ဒါဖြင့်အထက်ခန်းမှာတဏှာတတ်တယ်သောတာပန်ဒီတုန်းကတော့သောတာပန်တည်ရင်ဒိဋ္ဌိတာသရဂံနာဂံယန္တာဖြစ်ခြင်းတဏှာသဗ္ဗာဆိုတာမသိကြဘူးလားကဲယနေ့ဒီရင်တော်ကြတယ်